ဒီတစ်ခါမှဆိုရင် e-recovery budget or budget တွေအကြောင်းပေါ့နော်ဒါဆွေးနွေးမယ်ဆိုရင် budget ဆိုတာကကြတော့ဒါပိုင်ရှင်ကနေပြီးတော့မှပြန်မရနိုင်တော့တဲ့ဒါအကျွေးပမာဏအမောက်ပမာဏတစ်ခုကို budget လို့ခေါ်တယ်ပေါ့ budget ဒီဘယ်လိုအချိန်မှာဖြစ်မလဲဆိုရင်လုပ်ငန်းတစ်ခုအနေနဲ့အယောင်းဝယ်လုပ်တဲ့အချိန်မှာ credit sale အကျွေးရောင်းတဲ့ကိစ္စရပ်တွေပြီးတော့ရင် customer တွေကို loan ပေးထားတဲ့ကိစ္စရပ်တွေရှိလာနိုင်တယ်လေအဲ့လိုမျိုးရှိလာနိုင်တယ်ဆိုရင်အမတို့က account receipt ပဲရရရှိစာရင်းအဖြစ်စာရင်းသွင်းပေးခဲ့ရတယ်အဲ့လိုသွင်းပေးထားတဲ့အခြေအနေမှာတော့မှဒီ customer တွေကဒီ bankrupt လို့ခေါ်တဲ့ဒီဝါတွေခံသွားတာတွေပြီးတော့ရင်ဒီပေါ့နော် financial ဒါငွေရေးကြေးအခက်အခဲတွေရှိလာနိုင်တယ်ဆိုရင်ဒါတို့တွေပြန်မဆက်နိုင်တော့ဘူးသူတို့ကနေပြီးတော့မှအဲ့ဒါဆိုရင်အမားတို့လုပ်ငန်းအနေနဲ့ budget expense ပြပေးခဲ့ရမှာဖြစ်ပါတယ်ကျွေးဆုံးဖော်ပေးခဲ့ရမှာဖြစ်ပါတယ်အဲ့တော့ journal entry ဘယ်လိုသွင်းမလဲဆိုရင် budget မှာ debit နဲ့ရရရှိတွေရောတာဖြစ်တဲ့အတွက်ကျွေးဆုံးသွားပြီးရရရှိတွေရောတာဖြစ်တဲ့အတွက်ကြောင့် budget တွေတိုးလာတယ် budget မှာ debit နဲ့အမားတို့ရဲ့ဒီ account receivable တွေရောတာဖြစ်တဲ့အတွက်ကြောင့် credit နဲ့တွားနှုတ်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင် journal entry ဒီ budget မှာ debit account receivable မှာ credit ဆိုပြီးတော့မှစာရင်းရေးသွင်းရမှာဖြစ်ပါတယ်နောက်တစ်ခုဒီ budget တွေဒီကျွေးဆုံးတွေဒီအမားတို့ရဲ့ income တွေကိုလည်းရောစေတာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒါလေးပါ budget အကြောင်းလေးပါရှင်